နှစ်ပေါင်း20ကြာပြီးတဲ့နောက်မှော်ဆန်းတဲ့ချန်ပီယံဖလားကိုရယူဖို့ရာတောချက်ရှာတွေ့သွားခဲ့ပြီဖြစ်တဲ့မှော်ဝင်စမ်းပြတဲ့တော်ဝင်ကဏ္ဍများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုစိတ်ချမ်းသာစေရမယ့်တင်ဆက်သူကိုကာကြီးပဲဖြစ်ပါတယ်ကဏ္ဍတို့ကတော့တကယ်ကိုမှော်ဝင်နေခဲ့ပါပြီအဖက်ဖက်ကနေပြီးပြည့်စုံနေခဲ့ပြီးတော့အသင်းသမိုင်းတစ်လျှောက်မှာဒုတိယအကြိမ်ဖြစ်ချန်ပီယံလိဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတွေကိုလည်းရယူနိုင်ခဲ့ပါတယ်ပရီးမီးယားလိဘက်မှာဆိုရင်လည်းပြိုင်ပွဲစုံ3ပွဲသာကျန်တော့ပြီး3ပွဲစလုံးကိုသာအနိုင်ကန်နိုင်ခဲ့မယ်ဆိုရင်စီတူလင်ဆိုပြီးတော့အာလာချောင်းနေတဲ့ကောင်တွေရဲ့ပါဇက်ကိုဖလားနဲ့ပိတ်လို့ရသည့်အထိကိုအာဆင်နယ်တို့ရဲ့မှော်စွမ်းဟာတော်တော်လေးကိုကောင်းနေခဲ့ပါပြီအသင်းရဲ့အားကိုးရသူဆာကာကတော့အာဆင်နယ်သမိုင်းမှာအဖို့တန်ဆုံးလို့ဆိုရမယ့်ဂိုးကိုသွင်းယူခဲ့ပြီးဖိုင်နယ်လမ်းကြောင်းကိုဖောက်ပေးခဲ့တယ်လို့တစ်ဖက်အသင်းကနေရောက်လာတဲ့အန်ဒရီများလာတဲ့ဘောလုံးတွေကိုပညာသားပပနဲ့တိတိကျကျပပနဲ့ဖြတ်ထုတ်ပေးပြီးအသင်းကိုနောက်တစ်ဆင့်တက်လှမ်းနိုင်အောင်ထမ်းတင်ပေးခဲ့သူကတော့ဂါဘရီရဲပဲဖြစ်ပါတယ်တကယ်ကိုလေထိုက်တန်တဲ့ပွဲတစ်ပွဲလို့ပြောချင်ပါတယ်17အောင်လုံးအမှားမြင်မရှိတေးသေးချာချာလေးကိုကစားသွားတာမကြည့်လိုက်ရသူတွေအတွက်တော့နောင်နာရစေမယ့်ပွဲတစ်ပွဲပါအာဆင်နယ်ဆိုတာဘာကောင်လဲဆိုတာပြသဖို့အချိန်ရောက်နေပါပြီအသင်းသမိုင်းတစ်လျှောက်တစ်ခါမှလည်းမရဘူးသေးတဲ့ဖလားကြီးအတွက်အားလုံးကလည်းတက်တက်ကြွကြွနဲ့အားရင်အပြည့်နဲ့စော်ကစားသွားတာကိုလည်းတွေးခဲ့ရတယ်လို့ဖိုင်နယ်မှာလည်းအခုလိုမျိုးအနိုင်တွေနဲ့ပဲမြင်ချင်မိပါတယ်အာဆင်နယ်ပရိသတ်တွေအတွက်တော့တကယ်ကိုအိမ်မက်ဆန်နဲ့ပျော်ရွှင်စရာနေ့ရက်တွေပါပဲယမန်နေ့ညကမန်စီးတီးတို့2မှတ်လျှော့ခဲ့တဲ့သတင်းကောင်းကြားလိုက်ရတယ်အခုဆိုရင်လည်းချန်ပီယံလိဆီမီဖိုင်နယ်ကိုကျော်ဖြတ်ပြီးဖိုင်နယ်အဆင့်ထိတက်လှမ်းနိုင်ခဲ့ပြီဖြစ်တာကြောင့်အာဆင်နယ်တို့ရဲ့အောင်ပွဲခံတန်တွေဟာတစ်ကမ္ဘာလုံးမှာဟိမ့်ထွက်နေတော့မှအသေးချပါပဲ